မင်္ဂလာပါသင်တော် day 19ကနေရောက်စီတိုင်းကိုကြိုဆိုပါရစေ21ရက်အစာရှောင်တာ2ရက်ပဲလိုတော့တယ်တချို့တွေကပြောနေကြပြီဆရာတစ်နှစ်လုံးအစာရှောင်ခြင်းတယ်တဲ့နော်ဆိုတော့တကယ်တစ်နှစ်လုံးသွားဖို့ပါပဲနော်သွားသင့်ပါတယ်ယုံကြည်သူတွေနော်ဆိုတော့အကျင့်တစ်ခုဖြစ်လာဖို့တဲ့အနည်းဆုံး21ရက်လောက်လေ့ကျင့်သင်ကြားပြုစုပေးဖို့လိုတယ်တဲ့ကျွန်တော်ယုံကြည်ပါတယ်ဒီ21ရက်တာမှာသင်ကိုအစာရှောင်တတ်ဖို့မြန်မာ worship သင်ပေးလိုက်ပြီလို့ယုံကြည်ပါတယ်။ကျန်တဲ့အပိုင်းကတော့ကိုယ်နဲ့ဆိုင်သွားပြီ။နော်ကျန်တဲ့အရာတွေကိုယ့်ဘက်ကနေပြုစုသွားဖို့ပဲဖြစ်တယ်။အမေယုံကြည်ပါတယ်။ကောင်းသောမြေမှာကြားတဲ့ music ဆိုရင်တော့အပင်ပေါက်သွားလိမ့်မယ်။တနည်းအားဖြင့်အစာရှောင်ခြင်းကြောင့်ကောင်းသောမြေသင်ရဲ့နှလုံးသားထဲမှာတကယ်ရသွားရင်အဲ့ဒီအရာကဖြစ်ကိုဖြစ်လိမ့်မယ်။အခက်ခဲကြုံတဲ့အချိန်မှမဟုတ်ဘူး။ဖခင်နဲ့အချိန်ယူပြီးတော့နေ့ရက်စင်တိုင်းအပတ်တိုင်းเนาะဒီလိုမျိုးကျွန်တော်တို့တပတ်မှာဘယ်နှကြိမ်ကိုယ့်ဘက်ကနေသေချာတတ်မှတ်ပြီးတော့အစာရှောင်ပါအစာရှောင်ခြင်းအကျင့်ကိုကျင့်ဖို့လိုတယ်ဘုရားမျှော်လင့်ထားတာ3ခုရှိတယ်เนาะတင်ဒီအလှူဒါနပေးတော့အခါတဲ့ကျွန်တော်တို့ကိုဘုရားကပေးကမ်းခြင်းလုပ်ဖို့မျှော်လင့်တယ်တင်ဒီဆုတောင်းတော့အခါဆုတောင်းခြင်းလုပ်ဖို့လိုတယ်တင်ဒီအစာရှောင်ခြင်းအကျင့်ကိုကျင့်တော့အခါမဿဲ6ထဲမှာဒီ3ခုလုံးရှိပါတယ်ကျွန်တော်ဗီဒီယိုအတိုလေးတင်ထားပေးပါတယ်ဆိုတော့အစာရှောင်ခြင်းဆိုတာအကျင့်ဖြစ်တယ်အကျင့်ပါသွားရင်ဒီမလုတ်ပဲကိုမနေနိုင်တာဒီအစာရှောင်ခြင်းမှာနှုတ်ကပတ်တော်တွေဖျားအကောင်းဆုံးကျွေးမွေးတယ်ဆိုတော့သင်းအောင်ဆရာတယောက်ပါစတာတယောက်ဆိုရင်ဘယ်လိုစဉ်းစားလဲဆိုကျွန်တော်တို့ကဒီတစ်နှစ်လုံးမှာ52ပတ်ရှိတဲ့ခါမှာအနည်းဆုံးတရားဟောချက်52ခုလိုအပ်တယ်နော်52ပတ်52ခုဒါ home set တွေတော့မပါဘူးပေါ့နော် Sunday 52ပတ်ဒါပေမဲ့အခုစဉ်းစားကြည့်နော်22ခုဆိုတာတဝက်လောက်ရှိနေပြီ။ဘာလဲဆိုတော့နောက်တစ်နှစ်လုံးအရာကိုဘုရားကျွန်တော်တို့ကိုပြင်ဆင်ပေးနေတယ်ဆိုတာကိုသိစေချင်တယ်။ဒါကြောင့်ဒီ21ရက်မှာပါဝင်တဲ့သူတွေက6လစာလောက်ကနှုတ်ကပတ်တော့ကောင်းကောင်းဝဖြူသွားပြီ။အဲ့လိုပြောလို့နော်6လတော့ငါတို့ဘာမှနားထောင်စရာမလိုတော့မဟုတ်ဘူး။ကောင်းသောမြေမှာကြာရင်တော့အပင်ပေါက်မယ်နော်။အာဒါလေးပြီးသွားပြီးတော့ငြိမ်သွားပြီဆိုအဲ့ဒါကောက်ယုံမီ။ကောက်ယုံမီဒီနေ့ကောက်ယုံမီတွေကတော့ဝုန်းကနေတောက်တယ်။ပြီးရင်ငြိမ်ကြသွားတယ်။အဲ့လိုမဖြစ်ပါစေနဲ့။ဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်မီးတွေကိုပြာမဖုံးစေနဲ့ပြာဖုံးလာရင်တန်ရှင်းသောဝိညာဉ်တော်တကူလေနဲ့အဲ့ဒီပြာတွေကိုဖယ်ပစ်ဖို့လိုတယ်။ဒါကြောင့်ဒီကနေ့လည်းယုံကြည်တယ်ဘုရားရဲ့စကားပြောခြင်းအထူးရှိမယ်လို့ပြောလင်းတယ်။ရောက်တိုင်း ready ဖြစ်ပြီလား ready ဖြစ်ပြီလို့ယုံကြည်တယ်။မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ကအမြဲလာနိုင်တာမဟုတ်တဲ့ခါမှာလာတဲ့မြို့တွေမှာကျေးဇူးပြု၍ပါဝင်ပါရန်ကုန်မှာရှိမယ်တောင်ကြီးမှာရှိမယ်ပြီးရင်မြစ်ကြီးနားမှာရှိမယ်မလာမဖြစ်ကိုလာပြီးတော့ပါဝင်စေချင်ပါတယ်ခဏလောက်သက်တာအနိုင်ရအောင်အသက်ရှင်တော်ဖျားဒီကနေ့မှလည်းနှုတ်ကပတ်တော်ကိုတဖန်ပြန်လဲ၍ကျွန်တော်တို့ကိုဝါလင်စွာကျွေးမွေးမှာဖြစ်လို့ကိုရောကိုကျေးဇူးတင်တယ်သက်ရှင်တော်ဝိညာဉ်တော်ဖျားကိုရောလက်ဝဲထဲမှာအရာအားလုံးကိုအပ်ပါတယ်ကျွန်တော်တို့ကိုသွန်သင်ပေးပါနှလုံးသားတွေမှာကောင်းသောမြေကဲ့သို့အပင်ပေါက်၍ကြီးထွားရတဲ့အသက်တာကိုပြင်ဆင်ပေးပါသခင်ယေရှုရဲ့မြတ်သောနာမ၌စက္ကန့်နဲ့ဆုတောင်းပါ၏အာမင် cover ဒီနှစ်က cover ဖခင်ရဲ့လုံခြုံစေသောနှစ်ကွယ်ကာတဲ့နှစ်ဖြစ်တယ်အဲကြောင့်သင်အဲ့လိုဖခင်ကလုံခြုံစေတယ်ကွယ်ကာတဲ့နှစ်ဖြစ်တဲ့ခါမှာသင်ဘေးမတွေ့တော့ဘူးလားဘေးတွေ့လိမ့်မယ်ဘေးတွေ့လို့လုံခြုံစေမှာလေဘေးမတွေ့ရင် तू ကဘာလို့လုံခြုံစေမယ်လို့ပြောမှာလဲဒုက္ခမတွေ့တော့ဘူးလားဒုက္ခတွေ့မယ်အဲ့ဒီတွေ့တဲ့ဒုက္ခနဲ့ဖခင်ကကျွန်တော်တို့ကိုတွေ့ပဲတွေ့စေမှာနော်ဒါပေမဲ့ဒီအရာကသင်ကိုလွှမ်းမိုးသွားမှာဖြစ်စီသွားမယ့်အရာမဟုတ်ဘူးဒါကြောင့်ဒီကနေ့မှာဆာလံ61ထဲကဂတိတော်တွေကျွန်တော်တို့ကြောင်းချင်းရှင်းပြနေတဲ့အရာတွေဖြစ်တယ်။နောက်ဒါတွေကိုပြန်နားအောင်ပါ။နောက် notes ယူပါ။မှတ်စုတွေတေချာမှတ်ထားပါ။မိသားစုတွေကိုပြန်ပြောပြပါ။တင်းတော်မှာဝင်ငှပါ။ဒီအရာအဖြစ်အသက်တာမှာတာ၍ပြင်ဆင်နိုင်ဖို့ဘုရားလိုတော်ရှိတယ်။နော်ဆိုတော့ဒီနေ့ဒုက္ခထဲမှာအတူရှိတော်ဘုရား His presence in trouble
ဒုက္ခထဲမှာလဲအတူရှိတော်ဖျားဆိုတာကိုပြောပြခြင်းတယ်တင်ဒုက္ခတွေ့နေရင်ဖျားမကယ်လို့မဟုတ်ဘူးဖျားဆွန့်ပစ်သွားလို့မဟုတ်ဘူးအဲ့ဒီဒုက္ခထဲမှာလဲတင့်ဘေးမှာရှိတယ်တခါလေကျွန်တော်တို့ဒုက္ခထဲအထိခေါင်းမာနေတတ်တယ်ဒါမဲ့ဒီနေ့ဖျားခေါင်းမာဖို့လို့မရှိဘူးတင့်ကိုခေါ်ဖို့လို့ရှိတယ်မနေ့ကကျွန်တော်တို့ဖျားကိုခေါ်ခြင်းကြောင့်လေ့လာပြီးပြီဆိုတော့ဒီနေ့မှာယုံကြည်သူတွေဒုက္ခမတွေ့တော့ဘူးလားတွေ့တာဗောဒါပေမဲ့ဖခင်ရဲ့ဂရုတော်လည်းရှိတယ်60ခုမြောက်သောစာလံပိုင်ငယ်15ရဲ့ခခွေးကိုဖတ်ချင်တယ်ဒုက္ခခံရသောအခါသူ့ဖက်မှငါနေ၍ချမ်းသာပြီမည်အတိအကျပဲเนาะဖခင်ရဲ့နှုတ်ကပတ်တော်အပိုလို့မရှိဘူးဒုက္ခခံရသောအခါသူ့ဖက်မှငါနေ၍ချမ်းသာပြီမည်ဘယ်သူတွေလဲဖခင်ချမ်းသာပေးမယ်လို့ဖခင်ရဲ့အတောင်တော်ထဲမှာရှိနေတော်သူအမြင့်ဆုံးသောဖခင်ရဲ့ကွယ်ကာယဌာနမှာနေတဲ့သူဒုက္ခရောက်ရင်ဒုက္ခလုံးဝမရောက်ရအောင်မပြောဒုက္ခရောက်ခဲ့ရင်လေငါချမ်းသာပေးမယ်လို့ဖခင်ဂရုပေးထားတယ်။ဘာလို့လဲဆိုတော့ဖခင်ရဲ့ဂတိထဲမှာဒုက္ခတွေ့မယ်ဆိုတဲ့အရာလဲပါတယ်။ကျွန်တော်တို့ကိုဖခင်ဒုက္ခတွေ့မယ်။ယောဟန်ထဲမှာဒီအရာကိုအတိအကျပြောထားတယ်။ယောဟန်16:33မှာဆင်းရဲဒုက္ခတွေကြုံတွေ့ရလိမ့်မယ်တဲ့။သို့တော်လည်းမစိုးရိမ်နဲ့ငါဒီလောကကိုအောင်ပြီ။ဆိုတော့ဒုက္ခဆင်းရဲဒုက္ခမကြုံတော့ဘူးလို့တင့်ကိုဟောလာရင်အဲ့ဒီတရားကိုနားမထောင်နဲ့။တင်ဒုက္ခတွေ့စရာမလိုဖျားသားသမီးကမဟုတ်ဘူး။ဖျားကပြောတယ်လောကမှာနေတဲ့အချိန်မှာဆင်းရဲဒုက္ခတွေ့မယ်နော်တဲ့။ဆိုတော့ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုယုံကြည်သူတွေမပြင်ဆင်တော့ဘူး။အဲ့ဒီဒုက္ခအတွက်ကိုကျွန်တော်တို့ကမပြင်ဆင်တော့ဘူး။ဒုက္ခအတွက်ပဲကျွန်တော်တို့ကပြင်ဆင်နေတာအမြဲတမ်းနေ့တိုင်းဟောဆရာရဲ့ဒုက္ခပဲပြင်ဆင်မှာဒုက္ခထဲမှာပဲတွင်းနစ်နေတာ哦 maybe ကျွန်တော်တို့ကအဲ့ဒီဒုက္ခထဲမှာနေတဲ့အချိန်မှာဖျားရှိခြင်းကိုမသိဘဲနဲ့ဒုက္ခကိုပဲမျှော်လင့်နေလို့တင်နေရတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဒီကနေ့အဲ့ဒီတွင်းထဲကနေဖျားကယ်မခြင်းတယ်အာမင်သင်ရဲ့ယုံကြည်ခြင်းကိုထုတ်လွှင့်ဖို့လိုတယ်ဆိုတော့ဆင်းရဲဒုက္ခဆိုတာကြုံရမယ်လို့ဘုရားပြောထားပြီးဒါပေမဲ့အဲ့ဒီဆင်းရဲဒုက္ခကြုံတဲ့အချိန်မှာလေဘုရားအတူပါရှိတယ်အတူပါရှိခဲ့တဲ့ဘုရားဘယ်လိုမျိုးကူညီခဲ့လဲဒီနေ့ဒံယေလ3ထဲကနေကျွန်တော်တို့လေ့လာသွားရအောင်ဒံယေလအနာဂတ်ကျမ်းအခန်းကြီး3ထဲမှာဒီလိုပြောပါတယ်เนาะကျွန်တော်ဒီနေ့ဒံယေလ3ကိုလည်းအင်စာပေးခြင်းနဲ့အဲ့ထဲကနေကျွန်တော်ကောက်နှုတ်ပြီးတော့ဖတ်သွားပါမယ်အပိုင်းငယ်9ကနေဖတ်ခြင်းနဲ့တဘိုးပလွေဒုံမင်းစောင်းကောက်စောင်းပြအိပ်ပလွေမဆိုင်တူရိယာအမျိုးမျိုးတို့ဒီမောက်တန်ကိုသင်တို့ကြားရသောအခါနေဗုခဒ်နေဇာမင်းကြီးတည်ထားသောရွှေရုပ်တုကိုပြည့်ဝရှိခိုးကြရမည်ဆိုနေဗုခဒ်နေဇာတည့်ရမှာသူအိုင်ဒီယာကြီးရတယ်ရုပ်တုအကြီးကြီးရွှေရုပ်ကြီးလုပ်တယ်အဲ့ဒီရွှေရုပ်ရှိမှလူတိုင်းပြည့်ဝကိုကိုွယ်ရမယ်အဲ့ဒီမှာနေဗုခဒ်နေဇာရဲ့ခေတ်နိုင်ငံပေါင်းများစွာကိုအုပ်ချုပ်ထားတာဘာဘူးလုံခေတ်ဆိုတော့ဘာဘူးလုံခေတ်ဖြစ်တော့သူ့ရဲ့အမိန့်တစ်ချက်တည်းလွှတ်ထည့်လိုက်တယ်တိုင်းနိုင်ငံအသီးသီးဒီရဲ့ရွှေရုပ်တုရှိမှလာမယ်ပြည့်ဝရမယ်ဘယ်အချိန်မှလဲတူရိယာအမျိုးမျိုးတီးမှုတ်တန် music အတန်ကြားရင်ပြည့်ဝပါတဲ့ဒါဆိုရင်မလုပ်ဘူးဆိုရင်ရောမပြတ်ဝတ်မရှိခိုးတော်သူမိသူမဆိုမီးတောက်လောင်နေသောမီးပြင်းဖို့ထဲသို့ချက်ချင်းပစ်ချခြင်းကိုခံရမည်ချက်ချင်းမီးပြင်းဖို့ထဲထည့်မယ် fiery furnace မီးပြင်းဖို့ထဲမှာမီးပုံမဲမဟုတ်မီးပြင်းဖို့လှုပ်ထားတဲ့အရာတွေမှာထည့်မယ်အဲ့ဒီမှာလူတွေကိုပြန်ပြောတယ်ထို့ကြောင့်နိုင်ငံသီးသီးမှာဘာသာစကားအမျိုးမျိုးပြောဆိုသောလူပေါင်းတို့သည်တဘိုးပလွေဒုံမဲစောင်းကောက်စောင်းပြားမှဆိုင်ပြီးဒုရိယာမျိုးမျိုးတီးပုတ်တန်ကိုကြားလျင်ကြားခြင်းနေဗုခဒ်နေဇာမင်းကြီးတည်ထားသောရွှေရုပ်တုကိုပြည့်ဝရှိခိုးကြ၏တဲ့ music တန်ကြားတာနဲ့ပြည့်ဝရှိခိုးတယ်တဲ့တင်းကိုဒီလိုမေးလာမယ်ဆိုပါစို့ကဲတင်းကအဲ့လို music တန်ကြားလို့တင်းပြည့်ဝရမယ်ဆိုရင်တင်းလုံးမလားအဆရာမလုပ်ဘူးအယုံကြည်သူမလုပ်ဘူးဘယ်တော့မှမလုပ်ဘူးသိချလားစာတန်အခုချိန်မှာရွှေရုပ်တုအကြီးကြီးထုပြီးတော့ဒါအောင် music တန်ကြားရင်
ပြက်ဝတ်ပါလို့မပြောတော့ဘဲနဲ့ရွှေရုပ်တုမဟုတ်ဘဲနဲ့လက်ထဲမှာကိုင်းနေတဲ့ဖုန်းလေးအနေနဲ့ပေးလိုက်ရင်ရောအတန်လေး message ဝင်လာတဲ့အတန်ကြားရတယ်ဘာလို့လဲငုံသွားမဟုတ်လားနောက်အခုကျွန်တော်တို့က ringtone လေးကမီလာတာနဲ့ဘာလို့လဲငုံသွားတာတချို့ဆိုရင်နှုတ်ကပတ်တော်ခံယူနေတဲ့အဟာကိုဖုန်းခေါ်လိုက်ထသွားသေးတယ်ပြောလို့မရဘူးသိလားခဏလေးနော်ဒီမှာဟိုအစည်းအဝေးတွေရောက်နေရနော်မကင်နဲ့လေးဘာဖြစ်လဲကျွန်တော်ခဏတွေ့တယ်သိလားဘာလို့လဲမသိဘူးမကင်နဲ့လေးဘာဖြစ်လဲ तू ခဏဖုန်းခေါ်ရင်လဲစာပို့လိုက်ဒီမှာတော့ Apple ကဆိုရင်တေချာလောက်ထားပေးတယ် sorry I cannot talk right now အခုပြောလို့မရသေးဘူးတောင်းပန်ပါတယ်တဲ့အဲ့စာတော့ရှိသေးတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးလာရင်ပြောပြအောင်ပြောလိုက်သေးတယ်ဟွာတဲ့ခိုင်လို့မရအောင်နော်တဲ့ဘာလဲတဲ့အရေးကြီးအင်မတန်မှနောက်ရှက်ဖြစ်တယ်ဆိုတော့ conference လာမဲ့လူတွေပြောထားမယ်နော်ဖုန်းမကိုင်းနဲ့ကျွန်တော်မကြိုက်ဘူးတခါတည်းအပြက်ပြောထားမယ်ရှေ့လာပြီးတော့ဆက်လို့မရအောင်နော်အသေးရှင်ဆိုရင်တော့ကိုင်းကိစ္စမရှိဘူးသေရှင်မဟုတ်ဘူးဟောလမ်းပြောက်လို့ခေါ်တာတော့အားနေလို့ခေါ်တာတော့နော်အတန်နေမလုပ်ပါနဲ့အိမ်မတမ်းမအာယုံပြတ်တယ်ဒါပေမဲ့ကျွန်တော်တို့ရုပ်တုရှေ့မှာကိုးကွယ်မလားဆိုမကိုးကွယ်အခုသင်ကိုရုပ်တုအနေနဲ့လက်ထဲမှာထည့်ပြီးကျွန်တော်တို့ခဏကိုးကွယ်တနေ့ကိုမနှစ်ကြိမ်လောက်ကိုးကွယ်လည်းမသိဘူးမြင်လားမသိဘူးမိတ်ဆွေစာတန်လည်းပါသွားပြီသူ့မှာနီးပရိယာသိပ်ကျွယ်တယ်အဲကြောင့်ဒါနေနဲ့ပဲကျွန်တော်တို့ကတနေ့ကုန်အချိန်ကုန်တာတချို့ဆိုဖုန်းလုံးနဲ့မုံနှလုံးသုံးလုံးနဲ့ဟာလား power bank နေနဲ့ရှုပ်နေတာပဲသူ့မှာနှုတ်ဘတ်တော်နားထောင်ဆိုတော့နားမထောင်ချင်သူများမနေ့3နာရီ4နာရီအလံပေးပြီးနားထောင်တယ် message ကတော့တခုတည်းပဲနော်ဘာနဲ့ကွာသွားလဲခံယူတဲ့နှလုံးသားကွာသွားတယ်ခံယူတဲ့နှလုံးသားကြောက်တည်ပြည့်နေတယ်မာနလေလမ်းသလားနေတဲ့မြေဘယ်တော့မှအဲ့မျိုးစိတ်ပင်မပေါ့မျိုးစိတ်ကကောင်းမိသားဒီမျိုးစေ့ကကောင်းမိသားဖခင်ရဲ့နှုတ်ကပတ်တော်ကကောင်းမိသားဒါပေမဲ့ကျွန်တော်တို့ကဒီအရာကိုခံယူတဲ့မြေကမာကြောနေတာစိတ်ပူနှုတ်ကပတ်တော်မကြားနိုင်ပြန်မေးရင်မဖြေနိုင်ဘာကြောင့်လဲနှလုံးသားမာကြောတာဖခင်အတန်မကြားနိုင်သိပါတယ်ဒေးဗစ်ကင်များမလုပ်ပါနဲ့ဖခင်ပိတ်သိက်ကိုလေးစားပါဖျားစကားပြောတယ်လို့ခံယူရင်တင်းသက်တာမှထူခြားမယ်ယုံကြည်ပါတယ်မြန်မာဝရရှိမိသားစုတွေကတော့ထူခြားတယ်အာမင်ဆိုရုပ်တုကကိုးကွယ်ရမယ်အဲ့ဒါဆိုဘာဆက်ဖြစ်ကြလဲအဲ့ဒီချိန်ရောက်လာရင်နာကျင်ခြင်းမှာနာခံခြင်းမှာနာကျင်ခြင်းတွေရှိတယ်သူတို့သိတယ်ဂျူးတွေကဘယ်တော့မှရုပ်တုကိုကိုးကွယ်မှာမဟုတ်ခရိယန်တွေယုံကြည်သူတွေကဘယ်တော့မှရုပ်တုကိုကိုးကွယ်မှာမဟုတ်အဲ့ဒီနာခံခြင်းပေါ့ဖခင်ရဲ့စကားတော်ကိုလိုက်နာခြင်းမှာသူတို့မှာနာကျင်ခြင်းတွေရှိလာတယ်တနည်းအားဖြင့်သင်ရဲ့ယုံကြည်ခြင်းကမိတဲ့ကိုပို့တဲ့အချိန်ဂျုံရတတ်တယ်နော်တနည်းအားဖြင့်သင်ရဲ့ယုံကြည်ခြင်းကလေမိတောက်လောင်နေတဲ့ထဲကိုဝင်သွားတဲ့အချိန်ရှိတတ်တယ်နော်ဒီဘာတွေ့ရလဲကြည့်ရအောင်အဲ့လိုလဲဖြစ်ရောအဲ့ရုပ်တုကိုမကိုးကွယ်မရှိခိုးတဲ့အဖွဲရှိတယ်ဆိုပြီးတော့တိုင်တဲ့အုပ်စုကလည်းရှိသေးတယ်ဂျူးလူမျိုးတွေလေရှာဒရက်မေရှက်အဘက်ဒီဂိုတို့သည်တဲ့မင်းကြီးထုတ်ပြန်ထားသောအမိန့်ကိုအလေးမထားကြပါတဲ့ရုပ်တုကိုလည်းမရှိခိုးဘူးတဲ့သွားတိုင်နေတဲ့အဲ့ဒီဒီဘုခနေစာအမျက်ပြင်းစွာထွက်ပြီးတော့ကဲအဲ့ကောင်တွေခေါ်လာခဲ့ဘင်းရှိမောက်ရောက်တဲ့အခါမှာ maybe ရှာရက်မေရှက်အဘက်ဒီဂိုငါဖျားတွေကိုမကိုးကွယ်ဘူးငါတီထားတဲ့ရွှေရုပ်တုကိုမရှိခိုးပဲနေတာဟုတ်သလားတဲ့တေချာအောင်မေးတာနော်ငါကြောက်တွန်းနဲ့မေးခွန်းဖြစ်မှာဆိုလို့ဆိုတော့တချို့ကကြားတာနဲ့ကိုလှုပ်တတ်တယ်ပြန်မေးရတယ်ဟုတ်လားနော်ဆိုတော့ဟုတ်လားလို့ပြောတော့အဲ့ဒီမှာပြန်ပြောလိုက်တယ်ပြန်သူတို့ပြောတယ်ဒီမှာအစင်သစ်လှုပ်ထားမယ်နော်မရှိခိုးရင်မီးတယ်ချပစ်မယ်သူပြောလိုက်တဲ့စကားလေးတစ်ခွန်းကဒီနေ့မာနကြီးတဲ့ခေါင်းဆောင်တယောက်ရဲ့စကားပါလာတယ်အောက်ဆုံးကြောင်းလေးဖတ်ပြပါသင်တို့ကိုငါလက်မှာမိသည့်ဖျားကကဲတင်မီနီအေး
ဒီဖျားကိုကိုယ်ဘူးဘယ်ဖျားငါလက်ကနေကဲတင်နိုင်လဲသတိထားပါအဲ့ဒီစကားကြားရပြီဆိုရင်အမြင့်ဆုံးသောဖျားထာဝရဖျားဖန်ဆင်းရှင်ဖျားရဲ့ဂုဏ်သိက္ခာကိုထိခိုက်လာပြီဒါပေမဲ့ဒီနေ့ကြည့်ရအောင်ရှာဒရက်မေရှက်အဘက်ဒီနီဂောကနာကျင်ချင်းကြုံရပြီ။ဘာကြောင့်လဲသူတို့နာခံလို့တခါလေကျွန်တော်တို့ထင်တယ်သူတို့ဒုက္ခရောက်တော့မယ်လေဒီမှာသူတို့မရှိခိုးဘူးမရှိခိုးတဲ့အတွက်သူတို့ကိုမီးထဲချတော့မယ်နာကျင်ချင်းတွေကြုံရတော့မယ်သေဘေးနဲ့ကြုံရပြီမိတ်ဆွေဘယ်လိုလုပ်မလဲတင်းနဲ့ကျွန်တော်ဒီလိုအချိန်ပါဆိုရင်အမတန်မှခက်ခဲတဲ့ကိစ္စတခုကြုံရပြီနော်ဒါပေမဲ့သူတို့ကဘယ်လိုလူမျိုးလဲအဲ့ဒီအချိန်ကြာမှသူတို့ကမကိုးကွယ်ဘူးကိုးကွယ်မယ်ဆုံးဖြတ်တဲ့လူမဟုတ်ဘူးဘာဘူးလုံကိုရောက်ကြတဲ့ကသူတို့ကဖျားကိုအမြဲကိုးကွယ်နေခဲ့တော်သူဒံယေလနဲ့အတူပေါင်းပြီးတော့အစာရှောင်ခြင်းနေလုံးဝဘာဘူးလုံရဲ့ယဉ်ကျေးမှုကိုမလိုက်ဘဲနဲ့သူတို့မင်းမှုထမ်းရပါတယ်နော်သူတို့မကြိုက်တဲ့သူတို့ရန်သူသူတို့နိုင်ငံကိုဖျက်ဆီးတဲ့သူတို့ရန်သူကိုပြန်အစီခံရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပင်လေသူတို့သိတာတခုရှိတယ်ငါတို့တကယ်အစီခံတာဒီအသက်ရှင်တော်ဘုရားဖြစ်တယ်ဒါကြောင့်မလို့သူတို့ကပုံကန်တာမဟုတ်ဘူးအစိမခံနိုင်ဘူးငါတို့ယေရုရှလင်မြို့ကိုဖျက်ဆီးတဲ့လူငါတို့ယူဒပြည်ကိုသိမ်းပိုက်တဲ့သူခမည်းစီမှာကျွန်တော်တို့အစိမခံနိုင်မဟုတ်ဘူးသူတို့ဒံယေလနဲ့အပေါင်းပါတွေအစိခံနေတော့ဒီကိုးကွယ်ခြင်းမတူတဲ့ဘုရင်ရှေ့မှာတော့သူတို့အစိခံတယ်ဒါပေမဲ့သူတို့ယုံကြည်ခြင်းထိခိုက်လာတဲ့အထီတော့သူတို့မသွားဘူးဖះပေါ်မှာသူတို့နာခံခြင်းရှိတယ်အဲ့ဒီနာခံတဲ့အတွက်လေနာကျင်ခြင်းကဖြစ်လာတယ်ဘာလို့လို့ပြောလဲဆိုတော့ဒီခါလေးမှာဖြစ်တတ်တာရှိတယ်သူတို့ဒုက္ခရောက်ပြီဆိုရင်အေးလေဖះစကားမှနားမထောင်တာဒုက္ခတွေ့မှာပေါ့ကြားဘူးလားမှန်ပါတယ်ဖះစကားနားမထောင်လို့ဖះအလိုတော်ကနေစန့်ကျင်လို့စာတန်အခွင့်ရလို့ဒုက္ခကြုံရတဲ့အချိန်ရှိတယ်ဒါမဲ့ဒီကိစ္စကြတော့ဖះစကားနားထောင်လို့ဒုက္ခကြုံရတာဒါမဲ့ဘာကွာလဲဖះစကားနားထောင်လို့ဒုက္ခတွေ့ရရင်ဖះကယ်မလေးရှိတယ်ဟာလေလုယာပြန်ပြောမယ်နော်ဖះစကားနားထောင်လို့ဒုက္ခတွေ့ရရင်ဖះကယ်မလေးရှိတယ်အခါပြန်ပြောပါအောင်မယ်တချို့တွေမရလိုက်သေးဘူးဖះစကားနားထောင်လို့သင်ဒုက္ခတွေ့ရင်ဖះရဲ့ကယ်မခြင်းကိုလည်းတွေ့ရတယ်ဖះကကယ်မလေးရှိတယ်အဲ့ဒါကိုနားလဲတာဒီမှာသူတို့ဒုက္ခတွေ့တယ်သူတို့တောက်လောင်တယ်ဖះရဲ့ဖះပေါ်ယုံကြည်ခြင်းကိုသူတို့တောက်လောင်မှုရှိတယ် fire ဖြစ်တဲ့သူတွေပေါ့နောက်ခုခေတ်စကားနဲ့ပြောရရင်ရှာဒရက်မေရှက်ဘက်ဒနီဂိုကဖះအတွက် fire ဖြစ်တဲ့သူတွေကိစ္စမရှိဘူးဘယင်ကြီးပြောရင်လည်းမကိုးကွယ်ဘူးဘယင်ကြီးပြောရင်လည်းကျွန်တော်တို့မရှိခိုးနိုင်ဘူးရုပ်တုကိုတော့ fire ဖြစ်တဲ့သူတွေဒါမဲ့အဲ့ဒီတောက်လောင်တဲ့သူတွေပူလောင်ခြင်းမကြုံတော့ဘူးလို့ပြောလို့မရဘူးတောက်လောင်နေခြင်းရှိသလိုပူလောင်ခြင်းလည်းရင်ဆိုင်ရတတ်တယ်ဆိုတော့ရုပ်တရက်လူတွေကစဉ်းစားတာဟာဒါဆို fire မလုပ်တော့ဘူး fire မဖြစ်တော့မတောက်လောင်တော့ဘူးဘုရားအတွက်မဖြစ်ဘူးတချို့ပြောရမလားအစာရှောင်လိုက်တော့ဒုက္ခတွေကြုံလာရတော့တာဟလားအစာရှောင်လိုက်တော့စုံစမ်းခြင်းတွေလာတော့တာပဲဒါကြောင့်အစာကိုမရှောင်ချင်တော့တာဒါဆိုသင်ကဘာဖြစ်သွားအောင်သိလားဘုရားအေးပူရင်ပူလို့ပြောတာ fire ဖြစ်ရင်ဖြစ်မဖြစ်ရင်တော့အေးသွားပြီခတွင်းကနေထွေးမယ်နော်ဒါဘုရားရဲ့ဂရုစကားဖြစ်တယ်ဗျာဒီထဲမှာပြောထားတယ်နောက်တစ်ခုကတေချာစဉ်းစားမိရဲ့လားဖျားနဲ့အချိန်ယူလိုက်လို့စာတန်ကလာနှောက်ယှက်တိုက်ခိုက်မယ်ဆိုရင်မယူတော့ဘူးစာတန်တိုက်ခိုက်မှာကိုကြောက်တယ်အဲ့ဒါဘာကိုပြောလိုက်တာဖျားတဲ့စာတန်ကိုကြောက်တယ်လို့ပြောတာဟယ်လိုဟုတ်တယ်နော်ဖျားတဲ့စာတန်ကိုပိုကြောက်တယ်လို့ပြောတာဖျားရဲ့ကွယ်ကာခြင်းကိုရမယ်လို့မယုံကြည်ဘဲနဲ့ငါဖျားထဲမှာသွားရင်ငါ့ကိုတိုက်ခိုက်တော့မှာပဲဆိုပြီးတော့အဲ့လိုကြောက်တာလားဒါဆိုသိချတယ်တင်ဖျားတဲ့စာတန်ကိုပိုကြောက်တယ်ဖျားကဖန်ဆင်းရှင်စာတန်ကဖန်ဆင်းခံတင်ဘာလို့ဖန်ဆင်းခံကိုကြောက်ရတာလဲမိတ်ဆွေမြင်သွားလားလာလိမ့်မယ်စုံစမ်းခြင်းတိုက်ခိုက်ခြင်းဒါမဲ့ဘာဖြစ်လဲမစိုးရိမ်နဲ့ငါဟာလောကကိုအောင်ပြီ
ဒီနေ့အဲ့ဒီဒုက္ခဆင်းရဲခြင်းတွေထဲမှာလဲသင်နဲ့အတူပါရှိနေတဲ့ဖခင်ရှိတယ်ဆိုတာကိုဒီနေ့ပြောပြချင်တာမိတ်ဆွေကိုအဲ့ဒါလေးရသွားခြင်းစိတ်ချင်တာအဲကြောင့်စာတန်ကိုဖခင်ချက်မကြောက်ပါနဲ့အာမင်စာတန်ကိုဖခင်ထက်ကြောက်ဖို့မဟုတ်ဘူးအဲ့လိုပြောလို့ပေါ့တန်သဘောထားဖို့လည်းပြောတာမဟုတ်ဘူးစာတန်ကကောက်ချစ်တယ်ယုံမာတယ်ပြည့်ရဲ့ကြွယ်တယ်သင်ကိုယုံကြည်ခြင်းပြက်ပြားအောင်မျိုးတိုက်ခိုက်မယ်သင်မတောက်လောင်အောင်သူလုပ်မယ်သင်မတောက်လောင်အောင်သူကဘာနဲ့လုပ်လို့ရှိလဲပူလောင်ခြင်းနဲ့လုပ်လို့ရှိတယ်နေဘုခါနေစာပူလောင်ခြင်းလုပ်ထားတယ်မိဖို့ဘာကြောင့်လဲဒီအဖွဲ့တွေကတောက်လောင်နေလို့တောက်လောင်နေတဲ့သူအတွက်ပူလောင်ခြင်းကိုပြင်ဆင်ထားတယ်နော်စာတန်ကဒါပေမဲ့သင်နားလဲပါအဲ့ဒီပူလောင်ခြင်းနေထဲမှာလဲသခင်ကသင်နဲ့အတူရှိနေမယ်ဟာလေလုယာဘလောက်ကောင်းလိုက်တဲ့ဂရုစကားလဲကြောက်ဖို့မဟုတ်ဘူးဒါကြောင့်မလို့နံပါတ်1ချက်ခံစားချက်နဲ့မသွားနဲ့ခံယူချက်နဲ့သွားပါ not emotion but conviction ခံစားချက်ကတော့ကြောက်တာပေါ့မီးတွေမှာခံယူချက်ကတော့ရုပ်တုကိုမကိုးကွယ်နိုင်ဘူးခံစားချက်ကတော့မီးပူမှာပေါ့သိတာပေါ့ဒါမဲ့ခံယူချက်ကတော့ငါနဲ့ငါအိမ်သားဖြစ်ရင်သာရဖျားကိုသာဝတ်ပြုရမည်မိတ်ဆွေတွေ့လားခံစားချက်နဲ့ခံယူချက်တွေ့လားကျွန်တော်လည်းလူသားဖြစ်တဲ့ခါမှာခံစားချက်ရှိပါတယ်ခံစားချက်မဲ့တဲ့လူတွေမဟုတ်ပါဘူးခံစားချက်နဲ့လူသားပါဒါပေမဲ့အဲ့ဒီခံစားချက်ကတစ်ခါလေကိုယ့်ကိုဆွဲချတတ်တယ်ကိုယ့်ရဲ့ feeling နော်ကိုယ့်ရဲ့ခံစားချက်ကြဲရှိတယ်ကျွန်ဒီချိန်ပဲအစားရှောင်ပါလေဒီချိန်အကောင်းဆုံးချိန်ကျွန်တော်ပြောပြမယ် Australia Open ရိုက်နေတဲ့ချိန်ခံစားချက်ဦးစားပေးမယ်ဆိုကျွန်တော် tennis ပဲထိုင်ကြည့်နေမှာဆိုခံစားချက်ဦးစားပေးရမယ်တဲ့နော် tennis သွားကြည့်လိုက်တော့မယ်နှုတ်ဘတ်တော့မဟောတော့ဟောခံယူချက်ကြတော့မဖြစ်ဘူး January လ2026ဖျားကိုအချိန်ပေးမယ်ဒီလထဲမှာငါရဲ့ခံစားချက်တွေငါလှုပ်ချင်တဲ့အရာတွေထက်ကိုတော်လှုပ်စေချင်တဲ့အရာကိုတော်နဲ့အချိန်ယူမယ်ကွာမဟုတ်ဘူးလားမိတ်ဆွေအဲ့ဒါကိုပြောတာခံစားချက်နဲ့ခံယူချက်ယုံကြည်သူတွေကွဲဖို့လိုတယ်ခံစားချက်တော့ဟုတ်တယ်နာကျင်မှုတွေရှိတယ်ဖျားနာခြင်းတွေရှိတယ်ခံယူချက်ကတော့အဲ့ဒါတွေနဲ့ငါ့ကိုနေ့တိုင်းမဆွဲချဘူးငါဖျားနဲ့အချိန်ယူခြင်းကိုသွားမယ်ခံစားချက်ကတော့ဟုတ်တယ်ရင်ဖွင့်ချင်တာတကဘာလုံးဖုန်းနေလိုက်ပြောချင်တာခံယူချက်ကတော့ပါလေငါဖျားနဲ့စကားပြောဖို့လိုသေးတယ်ခံစားချက်တော့ဟုတ်တယ်ငါလူတွေကိုအကူအညီတောင်းရမယ်ခံယူချက်ကတော့ပါလေငါဖျားကိုခေါ်မယ်သူမထူးမချင်းခေါ်မယ်အဲ့ဒါခံယူချက်နဲ့ခံစားချက်ကွာသွားတယ်ဒီပုဂ္ဂိုလ်၃ယောက်ပါလို့လေရှာရက်မီရှက်အပိုင်ငယ်16မှာအဘယ်ဒနီဂေါတို့ကလည်းအိုးနေဘုတ်ကမင်းနေစာမင်းကြီးဤကိစ္စနဲ့ပတ်သက်၍ကျွန်ုပ်ဒီမင်းကြီးကပြန်လျှောက်စရာအကြောင်းဘာမှမရှိပါဘာမှတော့ပြန်ပြောစရာတော့မရှိပါဘူးကျွန်ုပ်ကိုးကွယ်သောဘုရားသခင်သည်ဟာလေလုယာကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်သည်မိတ်ဆွေအဲ့ဒီစကားနဲ့စရမယ်ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်သည်ဟာလေလုယာမီးတောက်လောင်နေသောမီးပြင်းဖို့ထဲကကျွန်တော်တို့ကိုကယ်တင်နိုင်ပါ၏ဘုရားကျွန်တော်တို့ကိုကယ်နိုင်တယ်ကျွန်တော်ကိုးကွယ်တဲ့ဘုရားကယ်တင်နိုင်တယ်အရှင်မင်းကြီးလက်မှလည်းကျွန်တော်တို့ကိုကယ်တင်တော်မူလိမ့်မည်အပြက်ကိုပြောလိုက်တာအရှင်လက်ကကယ်လိမ့်မယ်ထို့သို့ဒီမှာလာပြီခံယူချက်ကိုသူတို့ပြပြီဒါကြောင့်ကျွန်တော်အယောင်တစ်မျိုးနဲ့ highlight လုပ်ထားပေးတယ်အဲ့ဒါခံယူချက်ထို့သို့ကယ်တင်တော်မမူလင်လျက်ကျွန်ုပ်တို့သည်အရှင်မင်းကြီး၏ဖျားများကိုမကိုးကွယ်မင်းကြီးတည်ထားသောရွှေရုပ်တုကိုလည်းရှစ်ခိုးမိမဟုတ်ကြောင်းသိမှတ်တော်မူပါမိတ်ဆွေတွေ့လားမကိုးကွယ်နိုင်ဘူးဖျားကယ်နိုင်တယ်သခင်လက်ကနေဖျားကယ်နိုင်တယ်မင်းကြီးလက်ကနေကျွန်တော်တို့ကိုဖျားကကယ်နိုင်တယ်ဒါပေမဲ့လေမကယ်ခဲ့ရင်လဲမကိုးကွယ်ဘူးဗျာအဲ့ဒါခံယူချက်လို့ခေါ်တယ်ကျွန်တော်ကောင်းပါရင်အဲ့လိုမျိုးကောင်းပါကြပါယေရှုပြုရဲ့ယုံကြည်သူတွေကောင်းပါရင်အဲ့လိုမျိုးကောင်းပါကြပါ
ကောင်းမာတာဘလို့သွားမာနေကြလဲဆိုတော့အသင်းတော်မှာငါခုံလူသွားတယ်ဒီနေရာငါအမြဲထိုင်နေကြဘာလို့ငါထိုင်ခုံထိုင်ရတာအဲ့ဒီနေရာလုံးနဲ့ဘာစကားများစရာရှိလဲဟာငါ့ကိုယာထူးမပေးဘူးဒီတစ်ခေါက်အလုံးမှုဆောင်ဖွဲ့ထဲမှာငါမပါရဘူးမလာတော့ဘူးဘာလို့ဒီနေရာတွေမှာမာကြောတာလဲခံယူချက်ပိုင်တို့လားခံစားချက်အဲ့ဒါခံစားချက်မှာခေါင်းမာတာထက်ခံယူချက်မှာမာရအောင်ဟာလေလုယာဒီနေ့ဘုရားကကျွန်တော်တို့ကိုစကားပြောနေပြီကြောက်တော့ကြောက်တာဗောလူဖြစ်တဲ့ခါမှာသူတို့ကိုမေးကြည့်မယ်လေရှာဒရက်မေရှက်ဘက်ဒနီကောမေးကြည့်လို့ရတယ်ကောင်းကင်ရောက်ရင်တရက်မှာမကြောက်ဘူးလားမင်းတို့အိမ်တော်ကပြန်ပြောတာအေးကြောက်တော့ကြောက်တာဗောဘုရားကိုပို့ကြောက်တယ်ဟာလေလုယာအဲ့လိုပြန်ပြောလိုက်မယ်ဝန်ခံပါအောင်ကြောက်တော့ကြောက်ပါတယ်ဖះကိုပူကြောက်တယ်ကြောက်တော့ကြောက်ပါတယ်ဖះကိုတော့ပူကြောက်တယ်ဒီနေ့ကျွန်တော်တို့ကြောက်တာကြတော့ဖះကိုမကြောက်ဘူးကျန်တာအကုန်လုံးကိုကြောက်နေတယ်အဲ့ဒါဆိုရင်တော့သင်အသက်တာမှာကြာရှုံးလိမ့်မယ်ဒါမဲ့ဒီနေ့ဆုံးဖြတ်ချက်နဲ့သွားရအောင်ခံယူချက်နဲ့သွားရအောင်ခံစားချက်မကောင်းတခြင်းတော့ဆိုရယ်ခံစားချက်တို့မကောင်းရင်လေကိုရောကိုကွယ်မယ်နာကြည့်ဝမ်းနေနေလေတကယ်အသက်ဖြစ်ပြီလားမိတ်ဆွေတခြင်းတော့အကြီးကျယ်ဆိုရယ်နော်ပန်းနိုင်ရှာလေးဝေးနေစေဟာငါတို့နိုင်ငံအတွက်လွတ်မြောက်ခြင်းနေလို့ခြင်းနေပန်းနိုင်တွေကဝေးသွားပါပြီလားမကိုကွယ်တော့ဘူးလားကိုရောဖက်ရဲမယ်ဒီကနေ့အဲ့ဒီဆိုခဲ့တဲ့တခြင်းတွေကဘဝအသက်တာမှာအသက်ဖြစ်ဖို့လိုတယ်မကြုံရအောင်မဟုတ်ပါဘူးဖျားနဲ့သွားနေတဲ့သူတွေဆင်းရဲဒုက္ခမကြုံရအောင်မဟုတ်ဘူးအခက်ခဲမကြုံရအောင်မဟုတ်ဘူးဒါဆိုရင်အောင်မြင်တဲ့သူနဲ့မအောင်မြင်တဲ့သူပါကွာသွားလဲကျွန်တော်ပြောပြမယ်အောင်မြင်တဲ့သူကမအောင်မြင်တဲ့သူကကြုံရတဲ့ဒုက္ခအတူတူဖြစ်တယ်ဒါပေမဲ့အောင်မြင်တဲ့သူတွေကဒုက္ခကိုအာယုံမပြုဘူးဖျားကိုအာယုံပြုတယ်မအောင်မြင်တဲ့သူတွေကဖျားကိုအာယုံမပြုဘူးဒုက္ခကိုအာယုံပြုတယ်အဲ့ဒီနှစ်ခုကွာသွားတယ်အောင်မြင်သောသူထက်အောင်မြင်သောသူတဲ့ဟာအကြီးကျယ်ဝန်ခံတာအောင်မြင်သောသူထက်ဆိုအောင်မြင်သောသူအောင်မြင်သောသူထက်အောင်မြင်သောသူဖြစ်ရမယ်ကြီးကျယ်ဝန်ခံတယ် conference ကြီးဆိုတအားဝန်ခံကြ conference ကြီးအားပေးတာဟုတ်နော်ဟာဒါပူလောင်ဟာအကုန်လုံးမီးတွေရှို့ထားတာဟုတ်နော်အကုန်လုံးဒါမဲ့အဲ့ဒီအချိန်မှာစာတန်သိမ့်မလာတတ်ဘူးအိမ်ပြန်လာပြီးတယောက်တည်းရှိတဲ့ချိန်ကျအောင်မြင်သောသူတက်အောင်မြင်သောသူဆိုဆန်အိုးလှန်ကြည့်လိုက်တော့ဆန်မရှိတော့ဟာဘယ်လိုလုပ်မလဲအဲ့ချိန်လာပြီအန်တရားတွေဝင်လာပြီဟာဘာကြီးလဲဝန်ခံထားတဲ့ဟာတွေဘေးရောက်ကုန်တာလေမိတ်ဆွေစာတန်ကလာတယ်မလာဘူးမဟုတ်လာတယ်ဖခင်ရဲ့သားတော်စီတောင်လာတာတင်နဲ့ကျွန်တော်စီလာတာမထူးဆန်းဘူးဖခင်ရဲ့သားတော်မှန်းလဲသိတယ်လာသေးတယ်စုံစမ်းသေးတယ်ဒါမဲ့တကယ်အောင်မြင်တဲ့သူဟာခုနကြုံတဲ့အခက်အခဲဒုက္ခကိုဖခင်ခွန်အားနဲ့ကြော်လွှားတော်သူဖြစ်တယ်အောင်မြင်သောသူထက်အောင်မြင်သောသူဆိုတာဆင်းရဲဒုက္ခနဲ့အခက်အခဲတွေကိုဖခင်ခွန်အားနဲ့အောင်မြင်ကြော်လွှားတော်သူဖြစ်တယ်အာမင်နောက်ဆုံးချက်သွားရအောင်ဖခင်ကကျွန်တော်တို့ကိုလေဘာလုပ်လဲသိလားဘာလုပ်လဲဆိုတဲ့အရာပြမယ်သူစိတ်ဆိုးသွားပြီဒီဘုခနေစာအရန်စိတ်ဆိုးပြီကဲဒီလောက်တောင်မှဖြစ်နေတာမကိုးကွယ်ခြင်းဘူးဟုတ်လားပိုင်ငယ်27မှာဒီ3ယောက်ကိုတဲ့ဝိယုံဘောင်းဘီခေါင်းပေါင်းအဝတ်တစားတို့နဲ့တကွတုံနှောင်ခံရ၍တုံနှောင်ခံရ၍လို့ပြောပါအောင်တုံနှောင်ခံရ၍တုတ်ထားတာကျိုးတွေနဲ့မီးတောက်လောင်နေတော့မီးပြင်းဖို့တဲ့သူပြစ်ချခံရလေဘလောက်ပြင်းတယ်လဲအရှိန်9ဆတက်ခိုင်းသေးတာပြင်းလို့ပြင်းဖို့ခုနမီးအရှိန်မဟုတ်9ဆဘလောက်ပြင်းလဲဆိုတော့သူတို့ကိုမီးတဲ့ထဲမဲ့သူတွေမီးအရှိန်ဟပ်ပြီးအောင်သေသွားတယ်ကျန်စာဒီလိုပဲပြောထားတယ်အဲ့ဒီမှာသူတို့တုံနှောင်ခံရလျက်ပင်ဒီစကားလုံးလေးမှာအဓိပ္ပာယ်အများကြီးရှိတယ်နော်အောက်ဆုံးတစ်ကြောင်းမှာကြည့်ပေးပါရှာဒရက်မေရှက်အဘက်ဒနီဂိုတို့3ဦးတို့ဒီလေတုံနှောင်ခံရလျက်ပင်
မီးတောက်လောင်နေသောမီးပြင်းဖို့ထဲသို့ရောက်သွားလေ၏တုတ်နှောင်ခံရလျက်ပင်မိတ်ဆွေဒီနေ့နားလဲစေချင်တယ်တင်းကိုတုတ်နှောင်ထားတဲ့အရာတွေဒီနေ့ရှိမယ်တင်းကိုမလွတ်မြောက်စေတဲ့တုတ်နှောင်ထားတဲ့အရာတွေရှိကောင်းရှိမယ်ဒါပေမဲ့သူတို့ကမီးပြင်းဖို့ထဲကိုရောက်သွားတဲ့အချိန်မှာတင့်ကိုဒုက္ခပေးဖို့ရန်အတွက်ပြင်ဆင်ထားတဲ့မီးဖြစ်ပေမဲ့တင့်ကိုချုပ်နှောင်ထားတဲ့အရာတွေကိုလောင်ကျွမ်းပြီးတော့တင်လွတ်မြောက်ဖို့အကြောင်းလဲဖြစ်တယ်။ဒါကြောင့်တခါလေကျွန်တော်တို့မီးပြင်းဖို့ကြောက်တယ်။ဒါပေမဲ့အဲ့မီးပြင်းဖို့ကတခါလေကျွန်တော်တို့ကိုချီနှောင်ထားတဲ့ကြိုးတွေကိုလောင်ကျွမ်းသွားစေတဲ့နေရာလဲဖြစ်နေတတ်တယ်။ဒါကြောင့်မလို့ဖခင်ကတင်နဲ့အတူမီးတဲ့အထိလဲလိုက်တော်ဖခင်ဖြစ်တယ်။မီးတဲ့အထိလိုက်တဲ့ဖခင်တင်နဲ့ကျွန်တော်ကိုးကွယ်တာဖြစ်တယ်။ဟာလေလုယာ။ဒီနေ့ကျွန်တော်တို့ကမီးတဲ့ကျသွားပြီဆိုတော့ sorry ပဲငါတော့အပြစ်မှနေလိုက်မယ်အဲ့ဒီဖခင်မဟုတ်ဘူး။မီးတဲ့အထိလဲလိုက်တဲ့ဖခင်ဖြစ်တယ်။သင်ရဲ့ဒုက္ခထဲအထိလဲလိုက်တဲ့ဖခင်ဖြစ်တယ်။သင်ရဲ့ဆင်းရဲခြင်းတွင်းထိလဲလိုက်ဆင်းပေးတဲ့ဖခင်ဖြစ်တယ်။နိဗ္ဗာန်နေစာကြည်ရတယ်24မှာထိုအခါနေဗုခဒ်နေဇာမင်းကြီးအလွန်အံ့ဩတယ်။ရုတ်တရက်ထတယ်။မိမိအတိုင်ပင်ခံတော့ငါတို့ဒီလူ3ဦးကိုတုံးနှောင်ရဲ့မိတဲ့ကိုချပစ်သည်မဟုတ်လော။မှန်ပါတယ်အရှင်မင်းကြီး။3ယောက်ထည့်လိုက်တာမဟုတ်လား။ဟုတ်တယ်။ဒါဆိုညုံကြည့်ကြလော့။လူ4ဦးပြောပါဦး။လူ4ဦးပြောပါဦး။လူ4ဦးဟာလေလုယာ။လူ4ဦးထည့်လိုက်တာ3ဦးမိတဲ့ရောက်နေတာ4ဦးထဲလိုက်တော့က3ဦးမိထဲမှာတွေ့တာ4ဦးဘယ်တယောက်လဲအဲ့ဒီသဒုဋ္ဌမြောက်ကဘယ်တယောက်လဲသဒုဋ္ဌမြောက်တော်လူရှိနေတယ်ဟာလေလုယာသဒုဋ္ဌလူ the fourth man အဲ့ဒီသဒုဋ္ဌလူရှိနေတယ်ကျန်တဲ့အချိန်မှာမပေါ်လာဘူးသရုပ်ထလူကဘယ်အချိန်မှာပေါ်လာတတ်လဲသင်မီးရဲဆင်းရတဲ့အချိန်မှာပေါ်လာတယ်သင်ဒုက္ခဆင်းရဲနဲ့တွေ့တဲ့အချိန်မှာပေါ်လာတယ်သင်အခက်အခဲအကျက်တဲကြုံတဲ့အချိန်မှာသရုပ်ထလူရှိနေတယ်ဟူးဘာကြောက်စရာရှိလဲမီးရဲတဲ့မယ်ဟာ4ယောက်ဖြစ်နေတာမဟုတ်ဘူးလားတဲ့လူ4ဦးတို့သည်ထိခိုက်မှုမရှိအတုံနောင်ကင်းလျက်မီးထဲ၌သွာလာနေကြသည်ကိုငါမြင်ရ၏ငါတွေ့တယ်4ယောက်ပြစ်နေတယ်ဒီတိုင်းလမ်းလျှောက်နေကြတယ်4ယောက်မြောက်သောသူသည်ဘယ်သူမှမပြောဘူးနော်သူပဲပြောတာနော်နေဗုခဒ်နေဇာမင်းကြီးရဲ့စကား4ယောက်မြောက်သောသူသည်ဖျားသားတော်နဲ့အစင်းတံတူ၏ဟာ Son of God ဘယ်သူလဲ Son of God သခင်ယေရှုမိတ်ဆွေခေါ်ရင်ထူးတဲ့ဖျားဖြစ်တယ်လို့သင်ရဲ့ဒုက္ခဆင်းရဲထဲမှာလည်းသင်နဲ့အတူရှိသောဖျားဖြစ်တယ်။အေမာနွေလငါတို့နဲ့အတူအမြဲရှိသောဖျားငါတို့နဲ့အတူအမြဲရှိသောဖျားရှိတယ်မိတ်ဆွေဒီနေ့မီးတဲ့အထိလိုက်တယ်။ဒါပေမဲ့သင်ခံစားချက်နဲ့သွားတဲ့သူဆိုရင်တော့မီးတော့မတွေ့လိုက်ဘူးသင်ခံစားချက်ကသင်ကိုလောင်ကျွမ်းစေလိမ့်မယ်။ဒါပေမဲ့ခံယူချက်ရှိတဲ့သူဒီနေ့ကျွန်တော်ပြောနေတာခံယူချက်ရှိတဲ့သူနော်ဒီထဲမှာကျွန်တော်ပြောနေတာခံယူချက်ခံစားချက်အထက်မှာအသက်ရှင်တဲ့သူခံစားချက်တွေရဲ့အထက်မှာခံယူချက်နဲ့သွားတဲ့သူတွေကိုကျွန်တော်ပြောနေတာအဲ့ဒီသူတွေဆင်းရဲဒုက္ခတွေ့မယ်မီးတွေ့မယ်မီးပုံထဲထိဖျားလိုက်တယ်သင်မင်းဤအရေးလွှမ်းမိုးသောဂျိုက်သေးသောရှောက်သွားရတော့လေဘေးရန်တွေကိုမကြောက်ပါအကြောင်းမူကားကိုရောသည်အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လန်ဒန်တော်နှင့်တောင်ဝဲတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏အလှရတယ်အလှရတာကောင်းတယ်ဒါမဲ့သင်သိထားဖို့ကသေမင်းရဲ့အရေးလွှမ်းမိုးတဲ့ဂျိုင်းထဲမှာလဲသူအတူပါရှိတယ်ဆိုတာကိုစိတ်ချမှုရထားတာပိုကောင်းတယ်အလွတ်ရတာထက်စိတ်ချမှုရပါကျွန်တော်တို့ဒီကျမ်းပိုက်တွေကိုအလွတ်ရကြတယ်အလွတ်ရတာထက်စိတ်ချမှုရပါစိတ်ချမှုရပါဒီကနေ့မှာ
ဘသူကိုကျွန်တော်ဟောနေလဲတော့မသိဘူးဒါပေမဲ့သင်သိတယ်သင်ကိုပြောနေတယ်ဆိုတာသင်သိတယ်ဒီနေ့မီးတဲ့အထိလိုက်တဲ့ဖခင်ရှိတယ်သင်လောင်ကျွမ်းနေတယ်လို့သင်ပူလောင်နေတယ်လို့ခံစားနေရလိမ့်မယ်ဒါပေမဲ့သင်ကိုချုပ်နှောင်ထားတဲ့အရာတွေကအဲ့ဒီမီးထဲမှာလွတ်မြောက်သွားတာသင်ကိုတုတ်ထားတဲ့အရာတွေကအဲ့ဒီမီးထဲမှာလွတ်မြောက်သွားစေတာဟာလေလုယာဖခင်ရှင်သိကောင်းမြတ်တယ်အဲ့ဒီမှာလာပြီငါမိန်ထုတ်မယ်နေဘုခနေစာမိသည့်လူမျိုးမိသည့်တိုင်းနိုင်ငံမိသည့်ဘာသာစကားပြောဆိုတော်သူမဆိုဒီ3ယောက်ပြန်ထုတ်ရတယ်ပြန်ကြည့်တယ်မိကိုနတ်နောင်မနံတဲ့ဟာလေလုယာမိကိုနတ်နောင်မနံဒီလောက်မိဖို့ခုနစပြင်းတဲ့မိကိုတည်းထည့်လိုက်တာမိကိုနတ်နောင်မနံအဲ့ဒီပူလောင်ခြင်းအသင်ထိခိုက်ဖို့မဟုတ်ဘူးဖခင်သက်သေထူဖို့အာမင်ပူလောင်ခြင်းဒုက္ခတွေကတင့်ကိုဆွဲချဖို့မဟုတ်ဘူးဖခင်ချီးမြှောက်ခြင်းကိုမြင်တွေ့ရဖို့ဖြစ်တယ်ဒုက္ခတွေကတင့်ကိုဆွဲချဖို့မဟုတ်ဘူးဖခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ရှာဒရက်မေရှက်အဘက်ဒနီဂိုတို့ရဲ့ဖခင်သခင်ကိုစန့်ကျင်ပြောဆိုလေထာဝရဘုရားကိုစန့်ကျင်ပြောဆိုရင်သူ့ကိုအပိုင်းပိုင်းခုတ်ဖြက်ပစ်မိသူ့အိမ်ကိုလည်းမစင်ပုံဖြစ်စေမိဤဖခင်ကဲ့သို့ကယ်နှုတ်နိုင်သောဖခင်မရှိဒါဘာသာမဲ့ဖခင်ရုပ်တုကိုးကွယ်တဲ့နော်ဘာသာမဲ့ဘုရင်ရုပ်တုကိုးကွယ်တဲ့ဘုရင်ကဘာပြောလဲဒီဖခင်ကဲ့သို့ကယ်တင်နိုင်တဲ့ဖခင်မရှိဘူးလို့ဝန်ခံသွားရတယ်ထို့နောက်ရှင်ဘုရင်သည်ဘာဘူးလုံနေမြေတွင်ရှာဒရက်မေရှက်အဘက်ဒနီဂိုတို့ကိုချီးမြှင့်မြောက်စားလေ၏အာမင်ဟာလေလုယာဖခင်ရဲ့လုံခြုံခြင်းထဲမှာသူတို့ရှိနေတယ်ဖခင်ရဲ့အတောင်တော်အရေးအောက်မှာသူတို့ရှိနေတဲ့အခါမှာသူတို့အတွက်ကိစ္စမရှိတော့ဘူးမိတ်ဆွေဒီနေ့သင်နဲ့ကျွန်တော်ကိုဖခင်ဒီနှုတ်ကပတ်တော်ကြားစီတာအကြောင်းရှိတယ်တချို့လူတွေငွေကြီးရဲ့မိဖို့တဲ့ကိုသင်ရောက်နေတယ်အကျွေးရဲ့ဝိုင်းခြင်းပူလောင်ခြင်းထဲမှာသင်ရှိနေတယ်တချို့လူတွေနာမကျန်းခြင်းမိဖို့ထဲမှာသင်ကြနေတယ်တချို့လူတွေချုပ်နှောင်ခြင်းမလွတ်မြောက်ခြင်းထဲမှာသင်ရောက်နေတယ်ဒါမဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ရောက်လာပြီငါ့ကိုခေါ်လို့ငါထူမီကြီးသောအရာသင်မသိနိုင်အောင်နည်းနည်းသောအရာကိုငါပြမယ်ဆိုတဲ့ဖခင်ရှိတယ်ဟာလေလုယာဒီနေ့မှာအဲ့ဒီဖခင်ကိုကျွန်တော်တို့ဒီကိုးကွယ်ရအောင်နာခံခြင်းကနာကျင်ခြင်းကိုဖြစ်စေတတ်တယ်။ဒါပေမဲ့ဆက်လက်ပြီးနာခံပါ။နာနေလဲခံပါ။နာခံခြင်းဟာအကောင်းဆုံးဖြစ်တယ်။နာခံပါဖျားနောက်လိုက်လို့သင်ကို promotion မပေးဘူး။ကိစ္စမရှိဘူး။ဖျားနောက်လိုက်လို့သင်ကိုယာထူးချလိုက်မယ်။ကျွန်တော်မိဘတွေကြုံခဲ့ရတဲ့ကိစ္စမရှိဘူး။ဘာကြောင့်လဲခံစားချက်နဲ့မသွားဘူး။ခံစားချက်ကတော့အနောက်လူတွေကိုယ်ထက်ယာထူးတွေတက်သွားတယ်။နောက်ပေါက်တွေရှေ့ရောက်သွားတယ်ဒါမဲ့ခံယူချက်ကတော့ကိစ္စမရှိဘူးငါဖះကိုပိုကြောက်တယ်ဟာလေလုယာအထက်လူကြီးတဲ့ငါဖះကိုပိုကြောက်တယ်တထေးတဲ့ငါဖះကိုပိုကြောက်တယ်ငါခေါင်းဆောင်ထက်ငါဖះကိုပိုကြောက်တယ်အဲ့ဒီသူတွေကိုဖះလမ်းပြမယ်ဟာလေလုယာဒီထဲမှာခံစားချက်နဲ့မသွားတော့ဘူးခံယူချက်နဲ့ပဲသွားတော့မယ်ဆိုလူဘယ်နှယောက်ပါလဲကျွန်တော်ဆူတောင်းပေးခြင်းနဲ့အသက်ရှင်တော်ဘုရားကိုရောဒီနှုတ်ကပတ်တော်ကြားတဲ့အခါမှာစိန်ခေါ်မှုဖြစ်ပါတယ်ဒါမဲ့တစ်ချိန်တည်းမှာပဲကျွန်တော်တို့အတွက်လည်းကိုရောရဲ့ဂတိစကားဖြစ်တဲ့အတွက်စိတ်ချမှုကိုလည်းဖြစ်စေပါတယ်ဒါကြောင့်ကိုရောစိန်ခေါ်မှုတွေရှိပေမဲ့စိတ်ချမှုပေးတဲ့ဘုရားကိုရောရဲ့နာမတော်ကိုချီးမွမ်းပါတယ်ခံစားချက်ကတော့မကောင်းဘူးကိုရောမြန်မာပြည်အရေးအတွက်မကောင်းဘူးကိုရောတိုင်းနိုင်ငံရေးအတွက်မကောင်းဘူးကိုရောနောက်ဆုံးသောကာလမှာအသက်ရှင်ရတဲ့အတွက်ခံစားချက်မကောင်းဘူးကိုရောဒါပေမဲ့ခံယူချက်ကတော့ကိုရောကိုကိုးကွယ်မယ်တခြားအရာတွေထက်ကိုရောကိုဦးစားပေးမယ်ကိုရောကျွန်တော်တို့ရဲ့လစဉ်ဝင်ငွေကိုရောကြည့်တဲ့အခါမှာခံစားချက်မကောင်းဘူးကိုရောဒါပေမဲ့ခံယူချက်ကတော့ကိုရောနဲ့ဆိုင်တဲ့ဦးသီးကိုပေးမယ်ကိုရောနဲ့ဆိုင်တဲ့ဆေဘုတ်ဖို့ကိုပေးမယ်ဟာလေလုယာကိုရောခံစားချက်ကတော့အဲ့ရပေါ်မှာလဲနေရပါတယ်ဒါမဲ့ခံယူချက်ကတော့ဒဏ်ချက်တော်အဖြစ်အနာပြောက်ကင်းစေတာကိုရောဖြစ်ကြောင်းယုံကြည်နေစေဖြစ်တယ်ကိုရောခံစားချက်ကတော့ကိုရောအကျွေးတွေပြိနေပါတယ်ဒါမဲ့ခံယူချက်ကတော့ကိုရော
ဘုံအာနုဘော်၌စံပယ်တော်မူတဲ့စီးစိမ်ရှိတဲ့ဖခင်ကိုရထားတယ်လို့ခံယူပါတယ်ကိုရောဟာလေလုယာဒါကြောင့်ကိုရောရဲ့သားသမီးတွေကိုဒီကနေ့မှာထူခြားစေပါဒီနှုတ်ပတ်တော်အဖြစ်လွတ်မြောက်စေပါကိုရောတချို့တွေအရှုံးပေးဖို့စဲစဲမှာကိုရောအချိန်မီဆွဲပေးပါအချိန်မီဆွဲခေါ်နေလို့ယေရှုတင်တယ်အရှုံးပေးလူစဲစဲမှာကိုရောဒီနှုတ်ပတ်တော်အဖြစ်ပြန်လှည့်လာရတဲ့အခွင့်ပေးပါကိုရောယေရှုတင်တယ်ကိုရောကိုနာခံတဲ့အခါမှာလေနာကျင်မှုတွေကြုံလာတဲ့အခါမှာကိုရောမိခွန်းထုံမိတဲ့အရာတွေရှိပါတယ်ကိုရောရဲ့စကားကိုနာခံပြီးတော့လှုပ်ပါတယ်အဲ့ဒီလှုပ်တဲ့နောက်မှာဒုက္ခကြုံရပါတယ်ဒါပေမဲ့ကိုရောအဲ့ဒီနေရာမှာပဲကျွန်တော်တို့ကိုပြစ်ထားတဲ့ဖခင်မဟုတ်ဘဲနဲ့ဒုက္ခထဲအထိလိုက်တဲ့ဖခင်မီးထဲအထိလိုက်တဲ့ဖခင်ကျွန်တော်တို့ရဲ့ဆင်းရဲတွင်းထဲအထိလိုက်တဲ့ဖခင်ကိုဒီကနေ့ရထားကြောင်းသိရလို့ယေရှုတင်တယ်အခြေအနေကတော့ကိုယ်ဆွဲချဖို့ပြင်ပေမဲ့အဲ့ဒီဆွဲချမဲ့အခြေအနေကဖခင်ဘုန်းတော်ထင်ရှားမဲ့အခြေအနေဖြစ်သွားပြီဖြစ်လို့ယေရှုတင်တယ်နေဗုခဒ်နေဇာပြင်တဲ့မီးဘိုကကျွန်တော်တို့ကိုလောင်ကျွမ်းအောင်လုပ်မဲ့နေရာဖြစ်ပေမဲ့ကိုရောပါရှိတဲ့အခါမှာတော့ကျွန်တော်တို့ရဲ့ချုပ်နှောင်ခြင်းတွေကိုပဲလောင်ကျွမ်းသွားတဲ့နေရာဖြစ်ရလို့ယေရှုတင်တယ်ကိုရောကိုအားကိုးတယ်လွတ်မြောက်စေပါကိုရောရဲ့ဘုန်းတော်ထင်ရှားစေပါမြတ်သောသခင်ယေရှုနာမ၌စက္ကန့်နဲ့ဆုတောင်းပါ၏အာမင်